AI ခေတ်ကြီးထဲမှာ AI မသုံးတတ်ဘူးဆိုရင်တော့တော်တော်လေးကိုခင်းနောက်ကျနေပြီနော် AI model တွေအများကြီးရှိပေမဲ့ model တစ်ခုနဲ့တစ်ခုမှာမတူညီတဲ့အားသာချက်တွေကိုသိရှိကြပါတယ်အခုပြောပြပေးမယ် AI model 5ခုကတော့ဒီနေရာတွေမှာအားသာချက်ရှိပါတယ်1 CDance 2.0 လက်ရှိ AI video generator တွေထဲမှာအကောင်းဆုံး model ပါအခြား model တွေနဲ့မတူတဲ့အားသာချက်ကတဘာဝကျတဲ့ action scene တွေနဲ့ animation တွေကို consistent ကောင်းကောင်းနဲ့ထုတ်ပေးနိုင်ပါတယ်2 Glen 3.0 listen နဲ့ motion scene မှာအသေးသက်ဆုံး model ဖြစ်ပါတယ်ဗီဒီယိုတစ်ခုထည့်ပေးလိုက်တာနဲ့ကိုယ်စားထိုးခြင်းတဲ့လူပုံကိုတဘာဝကျကျအစားထိုးပေးနိုင်ပါတယ်3ဆိုရသူ cinematic shot တွေ studio lighting ကောင်းကောင်းနဲ့ကြော်ညာတပို့ကို AI နဲ့ဖန်တီးခြင်းနဲ့ဆိုရင်တော့ Solo 2ကိုမဖြစ်မနေသုံးသင့်ပါတယ်4 Grok ပေးလိုက်တဲ့ plot 9ကိုနားလည်လွယ်တဲ့ AI လို့ပြောရပါမယ် 3D animation ဘိုင်းမှာလည်း CDance 2.0 နဲ့ခေါင်းကြီးရှင်နိုင်တဲ့တခုတည်းသော model ဖြစ်ပါတယ်5 Kubet VO3 လူကြိုက်အများဆုံးနဲ့အသုံးအများဆုံး AI model ဖြစ်ပါတယ်လက်ရှိမှာမြန်မာစကားပြောမှန်နဲ့တခုတည်းသော AI ဖြစ်တဲ့အတွက်မြန်မာပြည်က AI creator တွေအများဆုံးအသုံးပြုနေကြတဲ့ model ဖြစ်ပါတယ်